လာပါဒီ vlog လေးကတော့2025တော့မဟာဝိဟာရမော်ဘီကျောင်းတိုင်းမှာပေါ့နော်အာယုံဆုံးသွားလောင်းလုံးကအမတ်တရားရိုက်ခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်အဲ့ကဒီကိုဒီလိုရရလားအဲ့လေးရလေအဲ့လေးကဒီကိုဒီလိုရရအကိုလူစေးမုံလေးမုံလေးမဟုတ်ဘူးအစာကြီးလေးတွေဟုတ်ကဲ့ကဲမှာပေါ့အမေရအစာကြီးလေးအဲ့ဒါရေးတဲ့လေးရဒါတော့မနေ့3နာရီကားပေါ်မှာပေါ့နော်ရှင်အိမ်သားကအိမ်ကြီးချင်းနေနဲ့အတူတူသွားပဲဖြစ်ပါတယ်ကားကိုတော့စင်းလုံးငါပြီးတော့သွားလိုက်ပါတယ်ပြောပါလိမ့်ပြော Oh no 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 အာယုံဆုံးဆိုတော့အဲ့လိုမနေ့9နာရီမတိုင်ခင်အရောက်မော်ဘီကိုသွားကြလာတဲ့အခုကတော့မှမှမဲနဲ့ရောက်နေပါပြီပေါ့နော်โอเคပြီသားမယ်သွားရမှာဟုတ်ဟောလာပြီနှောင်းနေပါနေရဟိုကတော့ဆောလောင်းမဲ့နေရပေါ့နော်အဲဟိုချီတက်နေကြတာပါဒါလေးရတော့ဒီចောင်းဘက်ကနေပြင်ပေးရပေါ့နော်ဒါလေးဆိုဘစ်ကစ်လေးတွေအချို့ပွဲအတွက်ဒီနေ့ကတော့စုပေါင်းစာတင်တန်ကရောပြီးတော့ဒီကိုရင်လေးတွေရောပေါ့နော်ចောင်းရှိတန်ကအကုန်စုပေါင်း1200ကျော်ကိုလောင်းလုံးမှာပဲဖြစ်ပါတယ်သူကအဲ့ဒီတန်က1200လုံးတစ်ပြိုင်နဲ့ကြွရပေါ့နော်အိမ်မှာသူတို့ဟိုဘက်ဒီဘက်လေးဘက်လေးတဲ့အပြီးကြွတော့အဲ့လိုဆုံးလောက်မဲ့လူအင်အားနဲ့လို့တဲ့အိမ်အတွက်ကြောင့်မလို့အရင်အိမ်ကအိမ်နာကအိမ်လေးချင်းမိတ်ဆွေကိုခေါ်ပြီးတော့ကားလေးနဲ့အတူတူဆုံးလောက်မို့လာကြပဲဖြစ်ပါတယ်တောင်ကြီးသွားတာတတိယရတယ်ကောင်းတော့ပါအဲ့ဒီတော့မှတော့မရှိဘူးလို့ဒါကျွန်တော်ဓမ္မရောဥက္ကရာအဖွဲ့ကြီးဟာမကျမနာမအရိုက်ခံအဖေHello ဒါကတော့အဖေမိတ်ဆွေဒီပေါ့နော်သူတို့ကလေကျေးဇူးတင်ဖို့ကောင်းတာသူတို့ကသူတို့ဒီမော်ဘီအထီးကားနဲ့လိုက်လာတာကားနဲ့လာပေးရပေါ့နော်အဲ့တော့အရင်ကျေးဇူးတင်ပါတယ်ဒါကအဲ့လိုပေါ့နော်အဲ့လိုကလတက်ပထမတစ်ချက်လာမသိဘူးအဲ့လိုခောက်လိုက်တော့အဲ့လိုမျိုးထွက်လာကြတာပေါ့နော်အေးဟိုဘက်ကိုသွားရတဲ့တူအကြည့်ရအဲ့လိုတပိတ်တို့ဘာတို့သွားယူရတဲ့တူပဲပေါ့ဆုံးခံကြဖို့ဒီကျောင်းမှာစာတင်တန်ကားတွေအများကြီးပဲရှိရပေါ့နော်စာတင်တန်ကားတွေရောပါလို့ရှိရင်ကိုရင်လေးတွေလည်းအများကြီးပဲပြီးတော့ဖိုးတူတော်လေးလည်းရှိရဖိုးတူတော်လေးဆိုလည်းချစ်စရာလေးပေါ့နော်ကျောင်းရှိတန်ကအကောင်ကအဲ့ဆိုရင်စုစုပေါင်း1200ကျော်ပေါ့နော်အရှိမပြောသလိုဒါလည်းအဖေမိတ်ဆွေအန်ဒီဦးနဲ့အန်ဒီပေါ့နော်သူတို့ဆိုလည်းအဲ့လိုမနေ့အစောယူမော်ပြီးထိကိုကနဲ့ကိုအဝေးယူလာပြီးရကျေးဇူးများကြီးတင်ပါတယ်ဝေးတော့ဒီလိုပါအမနိုင်ဖြစ်ရဒါဖာအဲ့ဒါလေးဒါဖာရ
ပြင်းနေတာဝင်လိုက်အကုန်လုံးကြောက်မှာ ဘယ်ဘက်ကကြွရလဲဗီဒီယိုရိုက်ဖို့ အကုန်လုံးဘက်အကုန်လုံးကြောက် ဒီရုပ်ထွက် ဒီအကုန်လုံးဒီဝင်မှာဒီအကုန်လုံးဘက်တွေအကုန်လုံးကြောက်အရှင်ပြင်းနေတာဝင်လိုက် လိုက်ရင် တောင်းဒါတော့ငယ်တော့ဆော့ပေါ်ဆော့ပတ်ညီမလေး2ယောက်ပေါ့နော်အေးတက်ဖို့ရိုက်နေပြီးတော့အိမ်မှာတန်ကာရီကကြွတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တဲ့နေရာယူပြီးပါဆိုလို့တန်းစီကြရပေါ့နော်ကိုလောင်မဲ့နေရာဘင်းညမလောင်ရင်ကောင်းမလေးဆိုတန်းစီကြတယ်ရရပါပြီဒါတော့ကိုရီလဲလောင်မှုတန်းစီပြောတော့ဒီကြွမဲ့တန်ကာရီလဲတန်းစီပေါ့နော် ဒီမှာဆိုပြီးသုံးသားကြတယ်ဒီကနေ့လည်းအဲ့လိုအမှတ်တရတဲ့ပုံလေးကလည်းရိုက်ချင်သေးတော့အဲ့လိုဦးလေးကိုအကူကြီးတောင်းတယ်ပေါ့နော်ရိုက်ပြည့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒါလေးကတော့အမှတ်တရပုံလေးပါဒါဆိုစုံလောင်းပါတော့မင်းစုံလောင်းတဲ့ဟာတော့အကြာကြီးတင်ထားရပေါ့နော်ဒါလေးရတော့အမတ်တရားဓာတ်ပုံလေးပါခုနဦးလေးရိုက်ပြရပါတော့အဲ့လေးဘယ်လိုပြောရမလဲအာယုံစောဆိုတော့အရန်ကိုတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်မှာလောင်းဝလာမသိအရန်စိတ်ထဲမှာလေငြိမ်ချမ်းပြီးတော့လေအဲ့လို feeling လေးရောဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုတော်တော်သဘောကျပါတယ်
။
တော့ကျမတို့ဘက်ချမ်းကတန်ခါကြီးကြွတာကုံဝိုင်းပေါ့နော်အဲ့တော့အမတ်တရတက်ပုံလေးလေရိုက်လိုက်ပါတယ်ဒါတော့ကိုဒီအဲ့လိုသူက၄ဘက်၄တန်း၄ဘက်မဟုတ်၃ဘက်ပေါ့နော်အဲ့လိုကြွတာဆိုတော့တခြားဘက်မှာကုံပေမဲ့ဒီဘက်တစ်ချမ်းကတော့တန်ခါကြီးမကုံသေးဘူးအဲ့အတွက်ကြောင့်မလို့လေပြီးသလိုလေးရိုက်ထားပါတယ်ဒါလေးကလည်းအမတ်တရတက်ပုံလေးပေါ့ရှင်ဆွန်းလောင်းပြီးတော့အိမ်မှာတန်ကားတွေဆွန်းစားတဲ့နေရာကိုသွားရပေါ့နော်အိမ်မှာသွားကြည့်ပါတယ်ပီတီလေးလေးဖြာရင်ပေါ့ဘယ်လိုပြောမလဲတန်ကားတွေအများကြီးဆိုတော့လေနောက်အဲ့လိုမနဲ့ကင်းစောလေးဖြစ်နေရောခုနပြောလို့စိတ်ထဲမှာအဲ့လိုငြင်းချမ်းပြီးတော့အဲ့လိုပီတီဖြစ်တဲ့ feeling လေးတော့ဖြစ်တယ်ပေါ့နော်ဒါကတော့အနောက်ပိုင်းမှာကိုရင်လေးထိုင်ကြပါတော့ကိုရင်လေးဒီတိုင်းသဘောကျလို့ရိုက်လာလေးပါဒီမှာအလူရှင်နေတဲ့ကျွန်တော်အားလုံးအကုန်လုံးဒီမှာပါလာတဲ့ပြည့်တဲ့နဲ့ကိုကြည့်ရမှာဟုတ်ကဲ့နော်လိုက်လာလာပါလေးရိုက်လိုက်ဒီဘက်နဲ့တူဒီဒီမှာဆန်းဒီဘက်ဒီမှာဆန်းတဲ့တဲ့ညာတမီးနည်းနည်းကက်လိုက်လေတမီးနေဘက်ကက်လိုက်အေးဒီလိုဖြစ်အေးဟုတ်တယ်ဒါလေးလည်းအမတ်တရလေးတစ်ဖြတ်ပါကြီးရဲ့ဟာ
နာကောင်းလာပြီလားလို့ကြည်နေရဲ့လို့ပြောတာမီးဖွင့်ထားတာလေ မဟုတ်ဘူးအဲ့လိုပဲသူက မီးကဖရက်ကမီးကအော်ဖရက်မီးရောက်ဖွင့် လာမောင်းမလာဘူးအဲ့မလား ဗီဒီယိုသွားနေပြီ ငါစပင်းရမလားဒါကတော့ကျမရဲ့ချစ်လာစွာတော့အဖေနဲ့အမေပါနောက်နှစ်ပေါင်းများစွာတိုင်ချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်ကြည်ကြက်မမနဲ့ပေါ့နော်စိတ်သွားတိုင်းကိုပါပြီးတော့ကျမတို့နဲ့တူတူနှစ်တည်းအကြိုက်ပျော်ပျော်ရွှင်ရွှင်ရှိပါစေလို့တောင်းပေးလိုက်ပါတယ်စားရငယ်ပါဘုန်းကြီးလည်းပြုံးနေကြ ကိုကတော့ဒါမနက်စာစားကြပါတော့ဘုံကျောင်းကအခက်နဲ့မနက်စာပါဒါကတော့မနက်စာစားပြီးတော့ဒီဖုန်းကြီးစီမှာဟိုလုပ်ဖို့တရားနာဖို့ပေါ့နော်တရားနာဖို့အတွက်ပါကျမတို့ကပထမအနောက်မှာထိုင်နေဆိုပြီးတော့နောက်တော့အရှိတော့ပြန်ရောက်သွားပါတယ်အမေကသူ6ယောက်စင်ပြေထိုင်မယ်ဆိုလို့အရှိမှာပြန်ပြီးတော့ထိုင်ပါတယ်ပေါ့နော်ဒါတော့ကျမတို့နဲ့တူတူပါလာတဲ့ဒီဓမ္မမိတ်ဆွေတွေကပြန်ပြီးတော့ဖုံးချောင်းနဝကမ္မကတ်ဖို့အတွက်ပေါ့နော်စင်ရင်းပြုစုနေရမှာဖုံးဒီဖုံတို့ချောင်းပြန်ကတ်ဖို့ပေါ့နော်ဘုရားပြေဟုတ်သူကဘုန်းကြီးခဏပြေလာပါတယ် မဟာဝိဟာရကျောင်း၌ရှိတရားမှုရှိသောစားကြစားတဲ့သံဃာတော်ရှင်သူများတို့အားအာရုံစိုက်လို့ရှိပြီးသောဥဝေလူရောဖုံးကလေးရမိသားစုတို့၏28နှစ်မြောက်မင်္ဂလာတစ်ပတ်လူဖြစ်ပါသည်ရှင်ဗျာအာရုံစိုက်လို့ရှိပြန်ပါလေတကယ်ကြမှာပြုပေါ်လာသောပစ္စည်းတစ်ပါးကိုတော့လူပြခဲ့ကြပါသည်ရှင်ဗျာရှင်ဗျာအလူရှင်၏ဓမ္မပစ္စည်းများပြန်ပါလေအစတန်ပြည်ကိုလည်းတော့ပစ္စည်းတစ်ပါးဖြင့်လူပြခဲ့ကြပါသည်ရှင်ဗျာရှင်ဗျာအလူရှင်များသည်ဒီလူတန်းမှုစုစုကိုနေနိုင်ရမယ်ရေမယ် လူတန်းပေးကြပါလို့ရှင်ဗျာ။ကိုရောကြွားလာကြပါတော့လူရှင်များနဲ့အပိတ်တဲ့များဗျာ။မိမိတို့ပြကတော့ဒီဘဝရဲ့စုစုလို့အတွက်သာတော်လုံးဝနာတော့တဲ့ကိုယ်ဆိုပြပါရဲ့။ မိမိတို့အလိုရှိအပ်တော်တာအပ်သောဆုမြဲဆုကောင်းဆုအပေါင်းတို့နှင့်ပြည့်စုံစေကြပြီလျင်ဘုရား၏သာသနာပရိပတ်တိသာသနာပရိဝေဒသာသနာတော်ဟူဆိုအပ်သောသာသနာတော်ရဲ့ကိုရှင်မြောက်ထောက်ပံ့ပြနိုင်သောသူတော်သူတော်ကောင်းများဖြစ်နိုင်ကြပါစေ။ဘုရားတပည့်တော်အဘိဓမ္မာတို့သည်ဘုရားမှုရှိသောဆရာတော်သံဃာတော်ရှင်သူများပေါင်းတို့အားခေပွေမောစီ ခေခုကတော့ပါလာတဲ့သူတွေအကုန်လုံးနဲ့ group photo ရိုက်ပါတယ် နေရရှိရလေ အော်ညဘယ်ဝါရမ်းဒီခဲတယောက်ချင်းစီအနိကလေးစုံးဆမ်လို့ခဏယူပါနော်
မှာဒီလုံးဒီတစ်လုံးอ่ะဟုတ်ကဲ့လေနင်းတော့ပြောမှရှင်းမလားဒီရောက်ပြီတော့ထိုင်မလေးရရမယ်စံပြလာတယ် ဟောပြည့်ပြည့်ကို အပေါ်က ဟုတ်ကဲ့ ရလာပြီတော့ 1 2 3 cool channel လူတွေကအောက်ပိုင်းပြောက်ပြီးတော့အပေါ်ပိုင်းနေပါမလားပေါ်ပိုင်းပြောက်ပြီးပါအဲ့ဒါโอเคအောက်ပိုင်းပါတယ်ဒီလိုပါလေတကောက်တက်လိုက်အခုဟိုစစ်ဆောင်းလိုက်ဟုတ်ကဲ့အဲ့ပို့ရမယ်နော်ဘယ်နားပါလဲအခုပလဲမင်္ဂလာလို့ပလဲမှာရောက်တော့ရောက်အဖေဒါကတော့ဆွန်လောင်းမိအပြန်ပေါ့နော်ဖះကြီးလည်းအဖေနဲ့မိနဲ့ပို့မယ်ဆိုပြီးတော့ဒီပလဲကဓာတ်တော်မွေတော့ကန်ကူဆိုတဲ့ဖះကိုလိုက်ပို့တာပဲဖြစ်ပါတယ်ငယ်တော့ဆော့ပါညီမလေးနှစ်ယောက်နဲ့အမတ်တရပုံပဲ ကင်မရာညက်တော့မိုက်တဲ့နေရာတော့တက်ယူပါလို့ရ အေးအမဒါတွေကသေးလို့သဘောကျလို့အချီးရေဆိုလေးလို့ငါညီမလေးရိုက် ရိုက်ပါနေတော့ အန်တီကိုလည်းရိုက် ဦးမြင့်ဆိုရင်ဒါပေမဲ့ညီမလေးကရောက်ပြီရောက်ပြီဝင်းမြောင်ဆိုလို့ဒီရောက်ဝင်းမြောင်ကရင်ခုံသွားတယ်သူလည်းမသိဘူးလေပိုင်လာတယ်အမေလေးကြည့်နောက်ကြဝယ်လို့မရတော့ဘူးဟဲ့ဒါတော့အပြန်လန်းကြုံနဲ့အဲ့ဇေကဘာဝင်းနေရဖះကိုဝင်ကြပါတော့ဒါကတော့ဒီနေ့ပါလာတဲ့ဒီမိတ်ဆွေတွေကိုဒီဆိုင်မှာနေလေးစားကြည့်ဖို့အတွက်ကားရက်တာပဲဖြစ်ပါတယ်
ဒီဆိုင်မှာပေါ့နော်ခုနမနက်စာကျတော့နည်းနည်းပဲစားလာတော့ဟိုဒီဆိုင်မှာလည်းတစ်ခါတည်းမနက်စာရောနေ့လယ်စာရောပေါ့နော်နေ့လယ်စာဆိုရင်တော့ပုံမှန်မှာပေါ့ပေါင်းပြီးတော့ကျွေးလိုက်ပါတယ်ဒါနပြုပါတယ်ပေါ့နော် ဒါကြတော့ဗာတရုတ်ဝင်ပါလားကျွန်တော်ဗာဝက်ကောက်လို့ပါလို့ရတာပါတရုတ်ပဲလား ရန်ကုန်ထမင်းမောင် ဟောလေကား အလူဗီဒီယိုလေးကတော့ဒီမှာပဲပြီးပါပြီရှင်